တောင်တန်းနေကြတဲ့မှာဆောင်းနေဆိုရေခဲလောင်အေးတဲ့တိန်နာရွာလေးတရားရှိပါတယ်။ဒီရွာလေးမှာပအိုးလူမျိုးတွေအများစုနေထိုင်ကြပြီးမြို့ပြနဲ့မတူတဲ့ယူချင်းတဲ့ဘဝလေးကိုပိုင်နိုင်ထားကြပါတယ်။ဒီတစ်ခေါက်တော့တငယ်ချင်းအတူရွာလေးကိုလည်းခေါ်ရနဲ့ကျွန်တော်လည်းမိုးရွာတဲ့နေ့လေးမှာအတူတူလိုက်သွားဖြစ်ပါတယ်။ โอ้ยังไม่หยอดให้เป็นต่อครับนี่เลยสาบะนี่เลยสาเนี่ยนี่สาบะကျွန်တော်ခုရောက်နေရတော့နောက်ဆုံးရွာလေးတော့ခေါ်ပါတယ်ဒီပအိုးလို့ဆိုရင်ပေါ့နောင်ကျုံပေါ့နော်နောင်ကျုံလို့ခေါ်ပြီးတော့ဒီမိနစ်တောင်ဒေတာဒီတောင်နေကြတဲ့ရွာလေးတွေ့ရပအိုးရွာလေးတွေ့ရဖြစ်ပါတယ်နောင်ကျုံလို့ခေါ်ရတဲ့အကြောင်းရင်းကဒီရွာဒီဟိုပုံမျိုးနယ်ထဲမှာအေးဆုံးရွာလို့လည်းပြောလို့ရတော့ဗောနော်ဒီဆောင်းတွင်းမှာဆိုလည်းအေးတယ်စနေဒီပတ်လုံးလည်းအေးတယ်ပြီးတော့မှရွာရဲ့အေးချမ်းသာရမှုကိုစားပြုပြီးတော့မှဒီနောင်ကျုံလို့ဖြစ်ခဲ့လို့ခေါ်တာဗောနော်ဒီရွာမှာပေါ့နော်ဒီအေးအေးဆေးဆေးလေးနဲ့အရန်တိတ်ဆိတ်တယ်ပေါ့နော်ပြီးတော့ပေါ့နော်ဒီဘက်မှာဒီနေ့လည်းခင်ဆိုရင်ဒီရွာမှာလူတိတ်မတွေ့အောင်ဘာလို့လဲဆိုတော့ဒီဘက်မှာပေါ့နော်ဒီ coffee လေးထောက်ပဲစိတ်တယ်ပေါ့နော်စိတ်တော့တော်တော်များများဒီနေ့လည်းခင်ဆိုရင်ရှန်သွားတယ်ပေါ့နော်တောင်တန်းတွေရဲ့လေးတန်းမိုးရွာတန်းပြီးတော့စမ်းချောင်းလေးတွေရဲ့ရေစီးတန်းဒီအတန်လေးတွေကပဲဒီရွာရဲ့နေစဉ်ဘဝလို့ဖြစ်နေပါတယ်။